အားလုံးမင်္ဂလာပါဗျာအေရှာဂျေကနေကြိုဆိုပါရစေဒီနေ့မှာတော့ဒီတာမကန်ကဲလေးကိုကျွန်တော်လက်ရထုတ်ပေးမှာဖြစ်ပါတယ်အဲ့တော့အားလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲဗျာနော်အနာတွေနဲ့ပေါ့အဲ့တော့ကျွန်တော်တို့ကကြောက်တစ်ခုလက်ရထုတ်မဲ့တဲ့ဆိုရင်မလိုအပ်တဲ့အရာတွေကိုအရင်ဆုံးဖယ်ရတယ်ပေါ့ဗျာနော်အဲ့တော့အခုကျွန်တော်လက်မလေးနဲ့ထောက်ပြပေးနေတဲ့နေရာလေးတွေကအနာလေးတွေဖြစ်ပါတယ်ဗျာအနာလေးတွေမလိုအပ်တဲ့အရာတွေအားလုံးကိုကျွန်တော်တို့ဖြတ်ပိန်းနဲ့ဖယ်မှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ဖြတ်ပိန်းနဲ့ဖယ်ပြီးသွားတဲ့အနေအထားလေးဖြစ်ပါတယ်ဗျဒီပုံစံအတိုင်းလေးပဲကျွန်တော်လက်ရထိုးတော့မှာဖြစ်ပါတယ်အနာလေးတွေတော့ရှိသေးတာပေါ့ဗျာနော်ဒါပေမဲ့လို့ကျွန်တော်တို့လက်ရနဲ့ဖြောက်လို့ရတဲ့အရာလေးတွေဖြစ်တဲ့အတွက်ကျွန်တော်ချန်ပေးခဲ့လိုက်ပါတယ်ဗျကဲကျွန်တော်တို့လက်ရထိုးပြီးသွားတဲ့အနေအထားလေးကြည့်ကြည့်အောင်ဒါလေးကတော့ကျွန်တော်တို့လက်ရထိုးပြီးသွားတဲ့အနေအထားလေးဖြစ်ပါတယ်တော်တော်လေးကိုမှလာသွားပါတယ်ဗျအဲ့တော့ကြောက်စီကောင်းတယ်ပေါ့ဗျာနော်တာမကန်ဖြစ်တဲ့အတွက်ကြောက်စီကောင်းပါတယ်ဗျအသားတန်းအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါရည်တော့မမြင်ဘူးပေါ့ဗျာနော်အဲ့တော့အသားတန်းစစ်အနေနဲ့ဆိုရင်တော့ခါသားလောက်ပဲရှိပါတယ်ဗျမူရင်းပုံစံနဲ့ဒီလက်ရထုတ်ပြီးသွားတဲ့ပုံစံနဲ့ဆိုရင်တော့ရုပ်ထွက်ကတော်တော်ကွာသွားတယ်ပေါ့ဗျကြောက်ပိုင်ရှင်အတွက်မင်္ဂလာကောင်းကောင်းဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ကြည့်ရှုအားပေးကြအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်